Oda G King Fox ကိုစပြီးတော့မေးလို့ရပါပြီတိုင်ပင်မှတ်ပြီအတူတူတရုပ်ဆောင်လို့ဖူးတယ်မလားနောက်ပိုင်းသိမရိုက်ဖြစ်တော့ဟုတ်တယ်မလားအတူတူပြောတာအတူတူသိမရိုက်ဖြစ်တော့ဟုတ်တယ်မလားရိုက်ဖြစ်တော့ဦးတဲ့မရိုက်ဖြစ်တော့ဘူးတဲ့မြို့ရွှေမန်းသားလေးလားမဟုတ်ပါဘူးပြောတော့အမွေနှစ်မျိုးဆိုငါတို့နဲ့နဲတွေတူသွားမှုတယ်မလားမခိုင်လေးတို့နဲ့အိမ်တော်ရှိလားခလေးရောရှိလားအိမ်တော်ရှိတာမရှိတာတကယ်မရှိအိမ်တော်မရှိတာရှိလားမရှိဘူးမနဲ့တူရိုက်ဘူးလားရုပ်ရှင်တူရိုက်ဘူးလားမခိုင်လေးနဲ့အပူတွေပြောနေမနဲ့ရိုက်ဘူးလေမနဲ့ကြောင်ရိုက်ဘူးတကယ်မရိုက်ဘူးလားမခိုင်လေးနဲ့တကယ်မရိုက်ဘူးနော်အဲ့ဆိုသူမင်းသားမဟုတ်ဘူးပေါ့မဟုတ်ဘူးသူတို့တိုင်းထားပြီးဖြေရှာဘူးတဲ့ဒါဆိုမိတ်ကပ်ဆရာတွေကဖြစ်မယ်ဇလန်တွေရိုက်တာလားမိကဆရာကြီးဇလန်တွေရိုက်မိကပ်ဆရာရိုက်တယ်လေသူတော့ဘိုင်းဟိုးစားဟိုပါလေမိကဆရာချာလီတို့တို့ခလေးတွေလို့အဲ့လိုလာပြီနင်တို့လည်းတူတူရိုက်ဘူးကွာတော့ငါနဲ့မရိုက်ဘူးကွာrunway model လားအဲ့ဘာကြီးဟုတ်တယ်မဟုတ်ဘူးမဟုတ်ဘူးမဟုတ်လေရိုးပြောပါခွေးချစ်လားချစ်လားချစ်ဘူးလားခွေးမချစ်ဘူးတဲ့တတူးထိုးမှုရည်ရွယ်ချက်ရှိလားတက်တူးကိုလေထိုးလို့ပြောလူတွေမြင်တဲ့နေရာမှာအမေတွေဖေတွေမသိအောင်ခိုးထိုးထားဘူးလားတနိုင်ငံလုံးတီးသွားပြီမလို့ဝင်လာမစဲတဲလားစီကွက်ရေခွေးဆိုတော့ရေခွေးလို့စိတ်ကြမ်းလားနှုတ်လားသူကဂျွန်းတွေထိုးပြီးမှောက်ဟုန်လဲတယ်ခဏနေခဏဖင်ုံလှုပ်ပြနေဆိုဂျင်းစောတာဖင်ကြီးလားဖြစ်နိုင်တယ်နော်ချက်လက်ကြည့်လဲနောက်ပိုင်းကိုကြည့်ပြီးခံမှန်းမယ်နောက်ကအိုင်ဒီလေးတစ်ခုလုပ်ပြပါသုံးပြဘာလို့ဘလို့ပြောဒုက္ခသူ့သားကိုခိုင်းကြလို့ခိုင်းနေတာအမနာရှာမလို့ဟိုတယောက်လေဆေးလေးတောက်ရင်ဘယ်နဲ့တောက်လားညာနဲ့တောက်လားအမ10 စက္ကန့်ပဲလို့တော့တယ်အမရဲ့ညာနဲ့တောက်တယ်အဲ့မခိုင်လင်းနဲ့အပြင်မှာကိုမမြင်ဘူးပေါ့ရုပ်ရှင်နဲ့မရိုက်ဘူးအပြင်မှာလည်းမမြင်ဘူးအဲ့လိုလားမမြင်ဘူးလေအပြင်မှာမြင်ဘူးတယ်ထိတ်တငယ်ချင်းများလားမသိဘူးဟဲ့လားအတူတူလားငါတို့ဘားတွေပါသွားရင်အတူတူပဲလားspace မှာလေဟို follower တွေအများကြီးရှိတဲ့တယောက်မလားဘီယာနဲ့ဝိုင်နဲ့ဘယ်ဟာကိုပိုကြိုက်တယ်ဘီယာဝိုင်ညီလေး10မိနစ်ပြည့်သွားပါပြီဝိုင်ကြိုက်တယ်10မိနစ်ပြည့်သွားပြီညီလေးဟာနေတကယ်ချင်းဒီညလာပြီးထိုင်ကြည့်ပါလားမဟုတ်ဘူးကြည့်ရမယ်အေးမကြည့်ပြီးတော့ပြုံးဒီနေ့ကပုံမြင်ရတယ်လားကြည့်ရမကြည့်လို့မရအောင်ကြည့်ရမယ်